လေးအရန်စားကောင်းဒါဒီလိုမျိုးလှုပ်ရှားလာတာကြာပြီပေါ့နော်ခုမှတတိယလို့လာပြီးမြောက်ပြီးပြရချိုပြီးတော့လေတဘာဝအတိုင်းမုံငင်းစက်သားဖတ်ထုတ်ပေါင်းလေးလုပ်မယ်ပေါ့နော်စက်ရင်ပုံသုံးထားတယ်မုံငင်းဖြူတုံလေးသုံးပြထားတယ်မုံလောင်းလေးပါတယ်စက်သွန်ပြူပါတယ်ပေါ့နော်ကဲဒါဆိုလို့ရှိရင်မိတို့စက်သားလေးကိုကြိတ်ပြီးပါမယ်စက်သားကတော့ဒါအားလုံးပေါင်းစုစုပေါင်း1000ဘူးပေါ့နော်စက်သားကိုဒါရေစစ်ထားတယ်ရေဆေးပြီးတော့ရေချောင်းလို့ရေစစ်ထားတာပေါ့နော်ကြိတ်မဲ့ပလန်တာလေးထည့်မယ်ပြီးရင်စက်သွန်ပြူလေးထည့်မယ်ပြီးသွားရင်ဒါမျိုးစက်သားမုတ်လေးထည့်မယ်ပေါ့နော်ပြီးရင်ဒါစားလေးအနေငယ်လေးထည့်ပြီးလိုက်တယ်ပေါ့နော်စက်သားမုတ်ကတော့တစ်စုံလောက်ထည့်တယ်ပေါ့နော်ပြီးရင်တော့အနံ့လေးပုံမွေးစီဖို့အတွက်ငရုတ်ကောင်လေးထည့်ပါမယ်ပြီးသွားရင်တော့ပိန်းငံပြားရဲ့အကြည်လေးအနေငယ်ထည့်တယ်ပြီးရင်တော့ခရုစီလေးအနေငယ်လေးထည့်ပြီးပါတယ်ကဲပြီးသွားရင်တော့ဒါအနံ့လေးပုံမွေးအောင်လို့နှမ်းစီလေးနေငယ်ထည့်တယ်ပြီးရင်တော့မုံလာဥနီလေးထည့်တယ်ပေါ့နော်မုံလာဥနီလေးထည့်ပြီးသွားရင်တော့ဒါအကုန်လုံးရောပြီးတော့ကြိတ်ပါမယ်မုံလာဥနီလေးဒီလိုထည့်ပြီးတော့ရောပြီးတော့မကြိတ်ပဲနဲ့ဒီလိုချစ်ပြီးတော့ထည့်လို့လည်းရတယ်ပေါ့နော်မိကတော့ဒီလိုထည့်ကြိတ်တာကိုပို့ပြီးတော့ကြိုက်ပါတယ်ဒီနေရာမှာတခြားသီးနှံပြောင်းမှုတို့ဘာတို့ထည့်မယ်ဆိုလို့ရှိရင်လည်းထည့်လို့ရပါတယ်ဒီစက်သားကြိတ်တဲ့ထဲကိုကျက်ဥတို့ပြီးရင်ပြောင်းကော်မှုတို့ထည့်မယ်ဆိုလို့ရှိရင်လည်းထည့်လို့ရပါတယ်မိကတော့စက်သားအသားကြီးပဲလိုချင်တဲ့အတွက်ကြောင့်မို့လို့ဒီຢာတွေကိုမထည့်တော့ဘဲနဲ့စက်သားနဲ့မုံလာဥကိုပဲဒါရောပြီးတော့ကြိတ်လိုက်တယ်ပေါ့နော်ဒီလိုစီစီလေးဖြစ်သွားတယ်ဆိုလို့ရှိရင်ဒါကြိတ်ထားတဲ့ဟာလေးကရှာသွားပါပြီဒါလေးကိုမိတို့သူကလေကော်မုတ်တွေကြက်ဥတွေမပါဘဲနဲ့သူ့အသားကြီးပဲတိုင်းဆိုလို့ရှိရင်ဒါစီးတယ်ပေါ့နော်ချစ်တော်နီလေးအနေငယ်လှီးထားတာလေးကိုလည်းအနံ့ပုံမွေးအောင်လို့ဒါမျိုးထည့်ပေးလိုက်တယ်ပေါ့နော်ပြီးရင်မိကြိုက်တဲ့ချစ်တော်မိတ်လေးလည်းထည့်လိုက်ပါတယ်ဒါကတော့ပုံမှန်ပဲပေါ့နော်မိမြဲတဲ့လှုပ်ရှားလို့ရှိရင်မုံလောင်းနီထည့်တယ်ချစ်တော်နီချစ်တော်ပြူထည့်တယ်ပြီးလို့ရှိရင်ချစ်တော်မိတ်လေးထည့်တယ်ပေါ့နော်ချင်းကလေးကြိုက်တယ်ဆိုလို့ရှိရင်အရေးလေးညစ်ပြီးတော့ထည့်ပေါ့နော်မိကတော့ချင်းမထည့်ပဲနဲ့ဒီတိုင်းလေးပဲစားပါတယ်ဒါမွေးလည်းမွေးတယ်ပေါ့နော်ကဲဒါဆိုလို့ရှိရင်ကြက်ကြိတ်သားလေးရတော့ပါပြီဖတ်ထုတ်လုပ်ဖို့အတွက်ကိုဒါမုံငင်းဖြူတို့အရွက်ကိုအသုံးပြုထားတယ်ပေါ့နော်ဒီအားလေးတွေကိုစားနဲ့ရေဆေးပေးထားပါတယ်ဒီမုံညင်းလေးကိုစက်သားလေးတွေထည့်လိုက်ဖို့အတွက်ကိုပေါ့နော်မုံညင်းကိုဟိုဒီလိုပေါင်းပေးလိုက်တယ်ပေါ့နော်မုံညင်းရွက်ကလေးတွေလက်ရလွယ်ပြီးတော့ဒါပျော့သွားအောင်လို့ပေါင်းပေးထားတယ်15မိနစ်လောက်ပေါင်းပေးပြီးသွားရင်တော့မိတို့ဒါအေးခံပေးထားလိုက်တယ်ပေါ့နော်ကဲဒီမှာကြည့်ဒီလိုလေးအဲလိုမျိုးလေးလိတ်လို့ရတဲ့အနေထားလေးကိုပေါင်းပေးမယ်ပေါ့နော်အေးခံပြီးသွားလို့အေးသွားပြီဆိုလို့ရှိရင်တော့ဒါမုံညင်းရွက်လေးတွေကိုယူမယ်ယူပြီးသွားရင်စက်သားလေးအနေငယ်လေးဒါဖြန့်ပြီးတော့ထည့်ပြီးမယ်ပေါ့နော်စက်သားများများထည့်ပြီးတော့လိတ်ချင်တဲ့အတွက်ကြောင့်မို့လို့ဒါဖြန့်ပြီးတော့ထည့်ပြီးလိုက်တယ်ဒါဆိုလို့ရှိရင်စက်သားများများဝင်သွားတယ်ပေါ့နော်ကဲပြီးရင်လိမ့်မယ်ဘေးနှစ်ဖက်ကမထွက်အောင်လို့ဒါရွက်ကလေးနဲ့ပိတ်ပေးလိုက်မယ်ပိတ်ပေးပြီးသွားရင်ဒါလိမ့်လိုက်တယ်ဆိုလို့ရှိရင်မုံညင်းစက်သားလေးလေးတလေးရပါပြီပေါ့နော်ဒါမေလှုပ်ရှားလာတာတော်တော်ကြာပြီပေါ့နော်4-5နှစ်လောက်ရှိပြီစက်သားနဲ့ပဲလှုပ်ရှားဖြစ်တယ်တခြားဟိုတလောတော့တွေ့လိုက်တာတော့ငဖေတို့ဘာလို့လဲငဖေကကူကတိုက်စော်နေနေတဲ့အခါကျတော့ငဖေနဲ့တော့မလှုပ်ရှားဘူးသေးဘူးပေါ့နော်စက်သားနဲ့ပဲလှုပ်ရှားဖြစ်နေပါတယ်နောက်တစ်ခေါက်ကြာလို့ရှိရင်တော့မေပဇွန်နဲ့လှုပ်ရှားကြည့်ပါဦးမေရှင်ကဲဒါဆိုလို့ရှိရင်ပေါင်းမှုအတွက်အဆင်သင့်ဖြစ်ပြီပေါ့နော်ဒီထဲမှာက6လိပ်ဟိုထဲမှာ9လိပ်အလုံးပေါင်း17လိပ်ပေါ့နော်ကဲစက်သားပူပါသေးတယ်ဒါလေးကိုသိမ်းထားမှာပါကဲပြီးတော့ရင်ပေါင်းပါမယ်ကျန်တာလေးတွေကိုတော့မိကဖတ်ထုတ်မပေါင်းတင်းစမ်းပေါင်းသလိုပေါ့နော်ပကံတီတီလေးတွေကိုထည့်ပြီးတော့ဒါပေါင်းလိုက်တယ်ပေါ့နော်ထဲကစက်သားချက်ဖို့အတွက်ဆိုရင်မိသား35မိနစ်လောက်ပေါင်းလိုက်တယ်ပေါ့နော်35မိနစ်သူတည်းရဲ့စက်သားအရည်လေးတွေလည်းထွက်လာတယ်ပေါ့နော်
ဒါဆိုရင်တော့လိုရတာလည်းလွယ်ကူတယ်စားလို့လည်းအရင်ကောင်းတယ်ချက်သားမုံညင်းဖတ်ထုတ်ပေါင်းလေးကိုရရှိပါပြီရှင်ကြည့်ရှုပေးတဲ့တယောက်ချင်းစီတိုင်းကိုအထူးပင်ကျေးဇူးတင်ရှိပါတယ် Thank you for watching လိုက်လို့စားကြည့်ပါနော်